တခါတော့ကလူတယောက်ဟာ secret elite 20ကိုတက်လူခွက်ငယ်လေးတွေထဲမှာတိတိကျကျ CB ထည့်သွင်းထားတဲ့စက်ပစ္စည်းတစ်ခုကိုဖန်တီးခဲ့ပါတယ်ဒီခွက်ငယ်လေးတွေအားလုံးကအောက်ခြေမှာရှိတဲ့ပိုက်လိုင်းကြီးတစ်ခုနဲ့ဆက်ထားပြီးအဲ့ဒီပိုက်ရဲ့အစုံမှာတော့ဗဇက်နဲ့ငွားရတဲ့တက်တုစုတန်တစ်ခုရှိပါတယ်ဒီပစ္စည်းကိုသုံးချင်ပြီဆိုရင်ဘာလို့ရမလဲဆိုတော့မိချစ်တစ်ချောင်းကိုချက်လိုက်ပါတယ်အဲ့ဒီမီးကို secret နဲ့တန်းကြားကနေတစ်ချက်ထဲဖြတ်ဆွဲလိုက်ရုံပါပဲလက်ကွက်ကတော့ဒီမှာပါ secret elite 20လုံးဟာတပြိုင်တည်းမီးလောင်သွားပါလိမ့်မယ်မိကိုလေးဟာခွက်ငယ်ကနေပိုက်ထဲကိုစီးဝင်လာပြီးခမည်းတစ်ချက်ထဲပြင်းပြင်းထန်ထန်ဆွတ်ရှူလိုက်တဲ့အခါလီလီက secret agency ကိုတပြိုင်နက်တည်းဖြတ်တန်းသွားမှာပါဆိုလိုတာကခမည်းဟာ secret တက်တုံလုံးကိုတပြိုင်နက်တည်းတောက်လိုက်တာနဲ့အတူတူပါပဲဒါဟာဘဝကိုပိုပြီးလင်းမြန်စွာနှိမ့်ဆက်နိုင်မဲ့နီးလောင်လို့ပြောရမှာပါနောက်တစ်မျိုးကိုကြည်ရအောင်ဆေးရွက်ကြီးကိုပကံလုံးအသေးလေးထဲထည့်တယ်ပြီးရင်တံပြူပြားကိုအပေါ်ကအုပ်ပြီးအပေါက်လေးတွေဖောက်တယ်အဲ့ဒီအပေါ်မှာနီးရဲနေတဲ့မီးသွေးခဲတစ်ခဲကိုတင်ထားလိုက်ပါတယ်ခမည်းလေကိုစုပ်လိုက်တာနဲ့မီးသွေးရဲ့အပူကဆေးရွက်ကြီးကိုမီးညီပေးမီးခွန်းငွေတွေထွက်လာစေတယ်ဒီမီးခွန်းငွေတွေဟာအောက်ခြေကရေကိုဖျက်တမ်းပြီးအဆုတ်ထဲမဝင်ခင်အေးမြသွားစေပါတယ်လူတွေကဒီရေဟာအစိအတောက်တွေကိုစစ်ထုတ်ပေးတယ်ဒါကြောင့် secret ပိုကောင်းတယ်လို့ယုံကြည်ကြပါတယ်ဒါပေမဲ့သူတို့မသိတာကတော့ရေပိုက်ကြီးဟာအရွယ်အစားကြီးလွန်းတဲ့အတွက် secret elite တရားလောက်ကိုတထိုင်တည်းရှူသွင်းလိုက်သလိုဖြစ်သွားတာပါပဲဒီမီးကုန်းငွေတွေခဏကိုထည့်ရောက်သွားတဲ့အခါဘာတွေဆက်ဖြစ်လဲခမရဲ့အသက်ရှူလမ်းကြောင်းတစ်ချောင်းလုံးဟာစေကတ်တဲ့အနက်ရောင်ကတရာဈေးတွေနဲ့ဖုံလွှမ်းသွားပါတယ်ဒါကြောင့်အသက်ရှူရခက်လာပါတယ်ဒီဓာတုပစ္စည်းတွေဟာကျွန်တော်တို့ရဲ့အသက်ရှူလမ်းကြောင်းနေရာမှာရှိတဲ့အချွဲတွေနဲ့အညစ်အကြေးတွေကိုဖယ်ရှားပေးတဲ့အမွှေးနူလေးတွေစီလီယာကိုထပ်ဖြစ်လိုက်ပါတယ်အဲ့ဒီအခါအနေရှိတဲ့အရာတွေကစူးပုံလာပြီးခမဟာမကြာခဏကူးစက်ယောဂတွေနဲ့ချောင်းဆိုးခြင်းတန်ကိုခံရပါတော့တယ်အချိန်ကြာလာတဲ့အခါမှာတော့ဒီမီးခိုးတွေဟာခမရဲ့အဆုတ်တစ်ရှူးတွေကိုပျက်စီးစေပြီးမာကျော်ကျွတ်ဆက်လာစေပါတယ်နောက်ဆုံးမှာတော့ခမရဲ့အဆုတ်ဟာပြင်းထန်စွာထိခိုက်သွားပြီးသူ့ရဲ့အလုပ်ကိုပုံမှန်တိုင်းဆောင်ရွက်နိုင်စွမ်းလုံးဝပျောက်ဆုံးသွားပါတော့တယ်